ပြင်းတဲ့ကဘာပလားမှာအောင်မြင်ဘောလုံးတော်စုကဒမ်မီလီအတွက်နှစ်နေဆက်ဖြစ်လာမလားပရိသတ်များအားမင်္ဂလာပါခင်ဗျာဝေလူကျော် iBet ခွန်ရှိကို Sport Arena ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေလက်ရှိကဘာအကောင်းဆုံးကစားမဖြစ်ပြီး2015ခုနှစ်ရဲ့ရှေ့ဘောလုံးဆုရှင်ဖြစ်တဲ့ PSG တိုက်စစ်မှုဥစမန်ဒမ်မီလီဟာ2016ရှေ့ဘောလုံးဆုကဘာတက်ပြီးသိမ်းပိုက်နိုင်မဲ့လားလာအရှိဆုံးသူဖြစ်လာနေပါတယ်သူဟာအခု2025-26ဘောလုံးရာသီမှာလည်း PSG တဲ့နဲ့တူပြင်သစ်လိချန်ပီယံဆုကိုထပ်မံရောက်နိုင်ခဲ့ရုံနဲ့မကဘဲပြင်သစ်လိရဲ့တက်တာအကောင်းဆုံးကစားမဆုကဘာနှစ်နှစ်ဆက်တိုက်ဆုခုနိုင်ခဲ့ပြန်ပါတယ်စိတ်ဝင်စားစရာအကောင်းဆုံးချက်ကတော့ဒမ်မီလီယာတရားဒီမှာဒဏ်ရာပဒနာရည်နဲ့ပွဲပန်းမှာဆိုလို့နီးပြကအနာပေးခဲ့တာတွေကြောင့်ပြင်သစ်လိမှာ22ပွဲပဲကစားဝင်ရခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒမ်မီလီယာကွဲထဲမှာရှိနေတဲ့အချိန်တိုင်းအသင်းအတွက်အဆုံးဖြတ်ပေးနိုင်တဲ့အရေးသွေးတွေကိုကောင်းကောင်းကြည့်ပြသနိုင်ခဲ့ပါတယ်။ပြင်သစ်လိတွေမကဘဲဥရောပစီမင်းချက်ဖြစ်တဲ့ချန်ပီယံလိပြိုင်ပွဲမှာလည်း PSG အသင်းကိုနှစ်နှစ်ဆက်တိုက်ပိုဆွဲအောင်ဒမ်မီလီကပဲအဓိကဦးဆောင်ပေးခဲ့ပါတယ်။ဖိုင်နယ်မှာဂိုးသွင်းနိုင်ခဲ့ပြီးရှုံးထွက်အဆင့်တောင်းလျှောက်မှာလည်း PSG အတွက်အရေးပါတဲ့ဂိုးတွေကိုတောက်လျှောက်ဇက်တိုက်ရယူပေးခဲ့တာပါ။ဒမ်မီလီယာဒီနေ့ချန်ပီယံလိပြိုင်ပွဲရှုံးထွက်အဆင့်ပွဲစဉ်တိုင်းမှာအသင်းအတွက်သွင်းဂိုးတွေတောက်လျှောက်ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။သူတရားဒီချန်ပီယံလိပြိုင်ပွဲတစ်ခုလုံးမှာစုစုပေါင်းသွင်းဂိုး၈ဂိုးတွေသွင်းယူပေးခဲ့တာပါ။16အသင်းအဆင့်ချဲစီနဲ့ပွဲစဉ်မှာအဖိုးတန်တကိုးသွင်းခဲ့သလိုကွာတာဖိုင်နယ်လီဗာပူးနဲ့ပွဲမှာလည်း2ဂိုးသွင်းယူပေးခဲ့ပါတယ်။အထူးသဖြင့်ဆီမီဖိုင်နယ်ဘိုင်မီနစ်နဲ့ပွဲမှာတော့ဒမ်မီလီတယောက်သွင်းဂိုး3ဂိုးထိသွင်းယူပေးခဲ့တာဖြစ်ပါတယ်။အဲဒီကပထမကျော့အိမ်ဝင်ပွဲစဉ်မှာဘိုင်မီနစ်ခန်စီကိုဝင်နောက်ပြီး2ဂိုးသွင်း1ဂိုးဖန်ပြီးပြုလုပ်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒမ်မီလီယာဘောလုံးထိကျန်28ကြိမ်နဲ့ချန်ပီယံလိသမိုင်းတစ်လျှောက်ထိအောင်ဆုံးကစားမတွေကတူအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။တရားဒီမှာသူဟာလိုင်လီနဲ့ပွဲကအမခန်းကိုမာစီနဲ့ပွဲကတကောတော်ဆွဲပြေးကိုတွေပြင်ဒူလော့စ်နဲ့ပွဲကဒေါက်ချင်းကန်သွင်းဂိုးလိုမျိုးတနင်္လာအကောင်းဆုံးသွင်းဂိုးစုစကားရင်ဝင်နိုင်မဲ့ဂမီးတင်အနုပညာမြောက်သွင်းဂိုးတွေကိုပြည်တွင်းလိမှာသွင်းယူပြသနိုင်ခဲ့ပါသေးတယ်။ကလန်တင်းနဲ့တူအောင်မြင်မှုအကုန်ရယူပြီးတဲ့နောက်မှာတော့ဒမ်မီလီယာလာမယ့်2026ကွာဗလာပြိုင်ပွဲမှာချန်ပီယံဖြစ်ဖို့အတွက်အလွန်ရေပန်းစားနေတဲ့ပြင်သစ်တင်းနဲ့တူပါဝင်ကစားသွားဖို့ရှိနေပါတယ်။နေပြဒီဒီယာဒေရှွန်ဦးဆောင်ပြီးကပတိန်ဘာပင်မိုက်ကယ်အိုလီစီရောလိုမျိုးကျယ်ဝင်းနေပါဝင်တဲ့ပြင်သစ်တင်းဟာစပိန်အသင်းပြင်ကဘာဗလာကိုပိုးဆွဲဖို့ဒုတိယမြောက်ရေပန်းစားဆုံးအသင်းဖြင့်သတ်မှတ်ခံထားပါတယ်။ဒမ်မီလီယာကလပ်အဆင့်စံချိန်ကောင်းတွေကြောင့်2016ရှေ့ဘောလုံးစုကိုထပ်ပေးရယူနိုင်ဖို့အခွင့်အရေးအလွန်ကောင်းနေပေမဲ့လည်းသူ့ကိုအဓိကစိန်ခေါ်မဲ့ပြိုင်ပွဲတွေကတော့ရှိနေပါသေးတယ်။အဓိကပြိုင်ပွဲကတော့ဘိုင်ယန်မြူနစ်နဲ့အင်္ဂလန်အသင်းအတိုင်းစစ်မှုဟယ်ရီကိန်းဖြစ်ပြီးသူဟာတရားဒီလုံးသွင်းဂိုး60ဂိုးထိသွင်းယူကဥရောပရဲ့ဂိုးသွင်းအများဆုံးသူဖြင့်စံချိန်တင်ထားပါတယ်။ဒါအပြင်ဘာစတာရဲ့ဘာရမီရှင်လေးလာမယ်ရမယ်ချန်ပီယံလိဘူလူဝဲအကောင်းဆုံးကစားမဆူရခဲ့တဲ့သူ့ရဲ့အသင်းပေါ်ဗီတင်ညာနဲ့မိုက်ကယ်အိုလီစီတို့ကလည်းရှေ့ဘောလုံးစုကိုမျက်စိကျနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ကလပ်အဆင့်မှာပြင်သစ်လိချန်ပီယံပြင်သစ်လိအကောင်းဆုံးကစားမချန်ပီယံလိနှစ်နှစ်ဆက်ချန်ပီယံနဲ့ရှုံးထွက်အဆင့်တိုင်းမှာကယ်တင်ရှင်ဖြစ်ခဲ့တဲ့ဒမ်မီလီရဲ့စွမ်းဆောင်တွေကိုကြော်ပြတ်ဖို့ကတော့ဘယ်သူအတွက်မဆိုတော်လေးမလဲကူတဲ့ကိစ္စပါ။လာမယ့်ကဘာဗလာပြိုင်ပွဲမှာသာသူနဲ့ပြင်သစ်အသင်းထပ်ပြီးဘိုးဆွဲခဲ့မယ်ဆိုရင်တော့ဒမ်မီလီယာသမိုင်းတစ်ရှောင်းချန်ပီယံလိဖလားနဲ့ကဘာဗလာကိုဒီနေ့ထဲမှာရောက်နိုင်တဲ့ပထမဆုံးသောကစားသမားအဖြစ်မှတ်တမ်းဝင်သွားမှာဖြစ်ပြီး2016ခုနှစ်ရဲ့ရှေ့ဘောလုံးဆုကိုလည်းဒုတိယအကြိမ်ဆက်တိုက်ဆုခိုးသွားနိုင်မှုတရားသလောက်ရှိနေတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။